တတိပုဂ္ဂလကိလေသာတဝါစာရိုးသားခဲ့တာကြပြားတွေပါရှင်မက်ထဲကမလာတဲ့ဘယ်အခရာမှမပါဘူးတခါတခါအသေးတိုင်းရင်တော့သူများကြပြားတွေထထရွတ်တယ်နှလုံးသားအသေးလေးနဲ့ဘယ်ကလေးမှထပ်မွေးမရဘူးလေအလိုလိုစိတ်ထူတာတချင်းတန်ကြားရင်ဖျားနာတာတိတ်ဆိတ်နာကျင်တာတွေဟာနှလုံးသားအပေါက်နဲ့လူတစ်ယောက်ရဲ့ယောက်ျားတိတ်ခါစိတ်နဲ့ဖားနေတာတွေပါနာကျင်ရတော့ကြပြားမရတော့တရားဓမ္မနောက်ဆုံးချိန်ကြာမှမင်းဆိုတဲ့ဂါရာအဲ့ဒါလေးမကြရွတ်ပေးမှနေတာထိုင်တာငါဆိုတဲ့ဖြစ်တည်မှုလေဒီဝါတခုစားလွဲပြီမင်းစိတ်နဲ့ငါခန္ဓာဘယ်နေရာမှာမှားခဲ့လဲလို့ရရင်ပြန်လဲပေးပါရှင်တန်ဖို့စန္ဒမရှိတော့တဲ့အခါတည်ဆုံးရတာပျော်စရာပါလူမသေးပဲစိတ်သေးကြီးနဲ့ရှင်တန်ရတာတော့ဝကြွေးပေါ့လူတိုင်းကတော့သူ့တမိုင်းမှာမင်းသားကြားရစိတ်ချုပ်ကဘီလိန်ဇတ်ထုံးဆိုတော့လေတိတ်ကရှိအမုန်းခံဒီကပြန်ရင်တော့အမေအိမ်ရောက်မဲ့ရက်ထားရအောင်စီးသွားမယ်လောလောဆူဆူဖြစ်နေတာကမင်းလက်ချောင်းဖွေးဖွေးတေးသေးလေးတွေငါ့ကိုနှုတ်ဆက်ဖို့ကွန်းတရားလည်းမလိုပါရေတမုတ်လည်းမလိုပါမင်းလက်ချောင်းလေးပေါ်အနမ်းဖွားဖွားချွေချခွင့်တာပေးပါငါလည်းခတ်တယ်ဘသူတွေဆုံးမငါကိလေသာဘယ်နေရာရောက်မင်းတယောက်စီတာညှိတွေ့ရာကျွန်တော်မော်ရကပါ